အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့တရုတ်တက်တနိကပညာရှိကြီးကွန်ဖျူရှက်အကြောင်းကိုသင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကွန်ဖျူရှက်တရုတ်လိုကုံဖုစီတရုတ်တက်တနိကပညာရှိဟာတရုတ်တို့အခြေခံအယူအဆအလေးအလာတွေကိုပထမဦးဆုံးအကြောင်းအကျိုးဆင်ပြီးစုစည်းပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူတက်တနိကဟာလူပုဂ္ဂိုလ်တဦးစီရဲ့ကောင်းမွန်ရေးနဲ့လူအများစုအကျိုးအတွက်အုပ်ချုပ်သူအစိုးရဆိုင်ရာထုံးနည်းများစေ့စပ်သေချာရေးကိုအခြေခံပြီးပြောဆိုဆုံးမတဲ့အတွက်အနှစ်2000ကျော်တရုတ်ဘဝနဲ့ဓလေ့ထဲမှာပြန့်နှံ့ပြီးကမ္ဘာလူသားတော်တော်များများအပေါ်မှာအများကြီးလွှမ်းမိုးနေပါတယ်တရုတ်နိုင်ငံအရှေ့မြောက်ရှန်တုံပြည်နယ်လူနိုင်ငံလေးမှာကွန်ဖျူရှက်ကို951 BC မှာမွေးဖွားခဲ့ပါတယ်။သူငယ်ငယ်ကပဲသူ့ဖခင်သေဆုံးသွားလို့မိခင်မုတ်ဆိုးမနဲ့ကွန်ဖျူရှက်တို့ဟာစင်တောင်ဆင်းရဲနေခဲ့ရပါတယ်။နောင်ဒတနိကဆရာဖြစ်လာမဲ့ကွန်ဖျူရှက်ဟာလူငယ်လူရွယ်အချိန်ကပဲအစိုးရအရာရှိငယ်အဖြစ်နဲ့ဝန်ထမ်းဖူးတယ်။ဝန်ထမ်းတဲ့အတော်ရပြီးမှအစိုးရအလုပ်ကနှုတ်ထွက်ပြီးနောက်ပိုင်း16နှစ်အတွင်းမှာသူတက်တနိကကိုပြောဟောတဲ့အခါသူစီကိုတပည့်များစွာစိကလာကြတာကိုတွေ့ရပါတယ်။အသက်50ရောက်တဲ့အခါလူအစိုးရကသူ့ကိုယာထူးကြီးတစ်ခုပေးအပ်ချီးမြှောက်ပေးမဲ့၄နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက်ဂုံကျော်သူတို့ဘက်ကအောင်မြင်လို့ယာထူးကနှုတ်ပယ်ပြီးပြည်နှင်တန်ပေးခြင်းခံခဲ့ရရှာပါတယ်။နောက်13နှစ်မှာတော့နယ်လှဲ့တရားဟောလမ်းလျှောက်ဆရာဖြစ်ပြီးဇာတိနယ်ကိုပြန်ရောက်တဲ့9နှစ်နေပြီး489 BC သူ့အသက်82မှာကွယ်လွန်သွားခဲ့ပါတယ်။ကွန်ဖျူရှက်ကိုကိုးကွယ်ယုံကြည်မှုဘာသာတရက်ကိုစတင်တဲ့ပုဂ္ဂိုလ်အဖြစ်နဲ့ဖော်ပြခေါ်ပေါ်လေးရှိကြပေမဲ့တကယ်တော့အဲ့ဒီလိုမခေါ်သင့်ပါသူဟောပြောတဲ့အထက်မှာအထက်နှံ့အကြောင်းတမလွန်ဘဝအကြောင်းရှေ့ဖြစ်နောက်ဖြစ်ဖတ်တာတွေအကြောင်းမပါပါအခြေခံကြကြလူလောကဖြစ်တတ်သမျှအကြောင်းတွေကိုတွေးတောကြံစအဖြေရှာပါတယ်လူတိုင်းလူကိုကျင့်တရားကိုထိန်းဖို့နဲ့နိုင်ငံရေးစည်းစောင်ဖို့အရေးကိုတာစိတ်ပါဝင်စားတယ်လို့ဆိုပါတယ်အရေးပါတဲ့အရေးအသွေးကောင်းတစ်ခုကရန်နဲ့လီလို့ကွန်ပျူရှက်ကအမိပေးထားပါတယ်အစစ်မြင့်တဲ့လူတိုင်းဒီနှမျိုးကိုဂရုစိုက်ပြီးလက်တွေ့လုပ်ငန်းနဲ့ညှိပါတယ်ရန်ကိုအချစ်လို့အတိတ်ပဲဖွင့်ပါတယ်ပိုရှင်းအောင်ပြောရမယ်ဆိုရင်လုတ်ဖို့ကင်ဖက်လူတစ်ဖက်သားကိုကောင်းစီလိုတဲ့စေတနာလို့ပါသာပြန်ရပါမယ်လီကတော့ဟန်အမှုအရာပူဇော်ပသချင်းထုံနီယဉ်ကျေးဖွယ်ရာရရှိခြင်းနဲ့တင့်လျောက်ပတ်စွာနေတတ်ခြင်းတွေကိုစုပေါင်းရည်ညွှန်းပါတယ်ဘေးဘိုမိဘကိုပူဇော်ပသခြင်းဟာတရုတ်ဘာသာအယူဝါဒရဲ့လို့ကွန်ပျူရှက်မပေါ်ခင်ကပဲရှိခဲ့ပါတယ်အဲ့ဒီအပေါ်မှာသူကဆင့်ပြီးမိသားစုအပေါ်မှာသစ္စာရှိပါမိဘကိုယူသေးပါလို့တွင်တင်ပါတယ်အဲ့ဒါအပြင်ယူသေးလေးမြတ်ခြင်းစီခိုင်းသမျှနာခံဆောင်ရွက်ခြင်းဆိုတာလင်းအပေါ်မှာမယားကထားရမယ့်ဒါဝန်အစိုးရအပေါ်မှာပြည်သူကထားရမယ့်ဒါဝန်ပဲလို့ပြောပြန်ပါတယ်ဒါပေမဲ့ကြမ်းတမ်းရက်ဆက်တဲ့အစိုးရမင်းကိုတော့မထောက်ခံပါနိုင်ငံအစိုးရဆိုတာလူအများအကျိုးကိုဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်အဲ့ဒီလိုပဲလူအများကလည်းအစိုးရကောင်းကျိုးကိုရှေ့ရှုဆောင်ရွက်ပေးရမယ်အစိုးရကအုပ်ချုပ်တဲ့အခါအာဏာသုံးခြင်းထက်စာရိတ္တစံပြကောင်းခြင်းနဲ့ရှေ့ဆောင်ရမယ်လို့လဲဆိုပါတယ်သူဆုံးမချက်ထဲမှာရွှေဥပဒေနဲ့ခက်ဆင်ဆင်တူတာပါပါတယ်ကိုယ်လာမလို့စေချင်တဲ့ကိစ္စသူများကိုသွားမလုပ်ပါနဲ့တဲ့ကွန်ပျူရှက်အခြေခံအမြင်ကအများကြီးဆွေးဆန်တယ်သူ့အလိုရရွှေခေတ်ကရှေ့ကဖြစ်ပေါ်ခဲ့ပြီးပြည်သူအစိုးရနှစ်ဖက်စလုံးရှေ့ထုံးကိုပြန်ကောက်ပါဒါပေမဲ့စာရိတ္တမန်တိုင်နဲ့ရှေ့ဆောင်အုပ်ချုပ်တာမျိုးရှေ့ကမရှိဘူးပါအဲ့ဒါကြောင့်ကွန်ပျူရှက်ကိုအသစ်ဘက်ကိုပို့တဲ့ပြုပြင်ရေးသမားလို့သူကိုယ်တိုင်ကဝန်မခံပေမဲ့ဒီအတိုင်းပဲသူ့ကိုမြင်ပါတယ်ကွန်ပျူရှက်ဟာတရုတ်နိုင်ငံမှာဉာဏ်ပညာအများကြီးပွင့်လင်းတဲ့ဂျိုမင်းဆက်ကာလကပေါ်ပေါက်ခဲ့သူဖြစ်ပါတယ်ခေတ်ပြိုင်အစိုးရတွေကသူ့ပုံစံကိုလက်မခံနိုင်ပါဘူးသူကွယ်လွန်ပြီးခါမှသူ့အသွေးအခေါ်အယူအဆတွေဟာတနိုင်ငံလုံးမှာပြန့်နှံ့လာပါတယ်ဒါပေမဲ့ခရစ်မပေါ်မီ BC 921ကချင်းမင်းဆက်လက်ထက်မှာကွန်ပျူရှက်အယူဝါဒအတွက်ခေတ်ဆိုးနဲ့ကြုံရပါတယ်ချင်းပထမဧကရစ်
ရှိဟွန်တီကကွန်ပျူတာဩဇာဆိုသမျှကိုပယ်ဖျက်ရမယ်လို့ဆုံးဖြတ်ပါတယ်နောက်ပိုင်းလုံးဝအဆက်ပြတ်တဲ့သဘောလို့ဆိုနိုင်ပါတယ်ကွန်ပျူတာအယူဝါဒကိုသင်ကြားပို့ချခြင်းမပြုရကွန်ပျူတာကျမ်းစာမှန်သမျှအားလုံးမိရှို့ပြရမယ်လို့အမိန့်တော်ပြန်ပါတယ်ဒီလိုနေနှင်းပေမဲ့မအောင်မြင်ပါနောက်နှစ်သိပ်မကြပါဘူးချင်းမင်းဆက်ကြာဆုံးသွားတဲ့အခါကွန်ပျူတာပညာရှင်တွေကကွန်ပျူတာဝါဒကိုသင်ကြားကြပြန်ပါတယ်ဟန်မင်းဆက်နေရ6 PC မှာကွန်ပျူတာဝါဒဟာတရုတ်နိုင်ငံတော်ရဲ့ဒတနာလို့အခိုင်အမြဲဖြစ်လာခဲ့ပါတယ်ဟန်မင်းဆက်ခေတ်ကစားပြီးတရုတ်ဧကရစ်တွေကအစိုးရအရာရှိသစ်ရွေးဖို့ပြည်သူဝန်ထမ်းစာမြင်းပွဲလုပ်စီပါတယ်စာမြင်းပွဲမှာကွန်ပျူတာကျန်းရင်းအများကြီးကိုသင်ကြားဖို့ပြဋ္ဌာန်းထားပါတယ်အစိုးရအုပ်ချုပ်ရေးရန်တရားကိုဝင်ပါမှစီးပွားရေးလူမှုရေးအစအရာရာတိုးတက်ကြီးပွားဖို့လမ်းသာတဲ့အတွက်တရုတ်ဧကရစ်နိုင်ငံကြီးမှာဝန်ထမ်းရွေးစာမြင့်ပွဲဟာခေတ်စားလာပါတယ်။အပြိုင်အဆိုင်များလို့အောင်မြင်ဖို့အင်မတန်ကြိုးစားအားထုတ်ရပါတယ်။နှစ်ပေါင်းရာထောင်ချီပြီးသားစဉ်မြေးဆက်တိတ်စာတော်ပြီးတိတ်ကြီးပွားခြင်းတဲ့လူငယ်တိုင်းကွန်ပျူတာကျန်းဟောင်းတွေကိုနှစ်အကြာကြီးလေ့လာပြီးအုပ်ချုပ်တဲ့အရာရှိတွေဖြစ်ဖို့ဒီဝန်ထမ်းရွေးစာမြင့်ပွဲကိုဝင်ရောက်ဖြည့်ဆို့အောင်မြင်လာကြတာဖြစ်လို့တရုတ်ပြည်ရွာအုပ်ချုပ်ရေးအရာရှိတွေဟာကွန်ပျူတာဒက်တနိကမှာအမြင်တန်ပြီးအခြေခံအတွေးအခေါ်အပြုအမူတွေမှာပါကွန်ပျူတာအဆုံးအမကိုအပြည့်အဝခံယူသူတွေဖြစ်လာခဲ့ပါတယ်ဒီစနစ်ဟာတရုတ်နိုင်ငံမှာအ ਨੇ အပါအဆက်ပြတ်တောက်တွားသလိုရှိဖူးပေမဲ့တရား PC ကနေ AD 1900အထိရှိနေခဲ့ပါတယ်ဒါပေမဲ့တရုတ်အုပ်ချုပ်ရေးတစ်ခုတည်းမှာပဲကွန်ပျူတာဝါဒဩဇာကြီးမားတာမဟုတ်ပါတရုတ်လူမျိုးအများစုကကွန်ပျူတာစကားကိုအလေးဂရုပြုပြီးသူနေခိုင်းတယ်လို့လောက်ခိုင်းတယ်လို့တွေးခိုင်းတယ်လို့နေထိုင်လောက်ကင်တွေးခေါ်ခဲ့ကြတာအနည်း2000ကျော်ခဲ့ပါတယ်တရုတ်တွေဘာကြောင့်ကွန်ပျူတာဝါဒကိုနစ်သက်တယ်လဲဆိုတာကိုအကြောင်းရင်းကိုရှာကြည့်ရင်သူကရိုးသားတဲ့မှတ်တယ်တန်တရားဖြစ်ဖွယ်မရှိသူကအလဲအလတ်အနေအထားနဲ့လက်တွေ့သမားခက်တာကိုဖြစ်အောင်စွတ်လုတ်ခိုင်းတာမျိုးမပါပါလုံနိုင်တာကိုမခိုင်းဘူးမင်းတို့လူလေးစားထိုက်အောင်နေပါဆိုတာမှာဆရာတော်သမတော်တွေလိုယဟန္တာကြီးတွေလိုအကြီးညိုခံထိုက်အောင်နေပါလို့မပြောတရုတ်စိတ်ထားနဲ့ကိုက်ညီတာတွေပဲအရင်ခံထားပြီးပြောခဲ့တာဖြစ်လို့တရုတ်တွေကကြိုက်တာဖြစ်ပါတယ်အဲ့ဒါသူ့အောင်မြင်ခြင်း၏သော့ချက်ဖြစ်ပါတယ်တရုတ်တွေဘာကိုအသစ်စမ်းကြည့်ပါလို့မခိုင်းပဲမင်းတို့ရှေးထုံးထဲကဒါတွေမိထားကြတာကိုပြန်လှုပ်ကြည့်စမ်းလက်တွေ့မှာအောင်မြင်ရမယ်ဆိုတာမျိုးကိုရှင်းလင်းပြတ်သားသဘောပေါက်အောင်ပြောနိုင်လို့သူ့ကိုလူကြိုက်များတာဖြစ်ပါတယ်ဒတနိကသမိုင်းမှာကွန်ပျူတာလိုလူအများနဲ့ဝန်ဆအောင်ပြောဟောနိုင်သူမပေါ်ဖူးသေးဘူးလို့ဆိုပါတယ်ကွန်ပျူတာဝါဒမှာဒါမင်းရပိုင်ခွင့်ဆိုတာမျိုးထောက်မပြပဲဒါမင်းလှုပ်တင်တာဘောဆိုတာမျိုးကိုပြောလို့ရှိတော့အနောက်တိုင်းဇန်နှုံးနဲ့ဆိုရင်အာမှန်နဲ့လောက်စရာမပါပဲပြင်းရစ်စရာဖြစ်နေတယ်။အုပ်ချုပ်ရေးပိုင်းမှာတော့ထင်ထင်ရှားရှားလက်တွေ့အောင်မြင်တဲ့အချက်တွေအများကြီးပါပဲ။တရုတ်ပြည်မှာပြည်တွင်းငြိမ်းချမ်းရေးနဲ့သာယာဝပြောရေးကိုနှစ်2000ပေးစွမ်းနိုင်လို့ကမ္ဘာမှာတရုတ်ဟာအကောင်းဆုံးအုပ်ချုပ်ရေးကိုခံစားရတဲ့နိုင်ငံဖြစ်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ကွန်ပျူတာရဲ့စိတ်ကြိုက်အလေးအလာအတွေးခေါ်တွေဟာတရုတ်တလိမှာခိုင်ခိုင်မြဲမြဲအခြေခံထားတဲ့အတွက်အရှိအာရှကိုလွန်ပြီးဩဇာမသက်ရောက်နိုင်ပါကိုရီးယားနဲ့ဂျပန်မှာဆိုရင်တရုတ်တလိရောက်ပြီးဖြစ်လို့ကွန်ပျူတာဩဇာညောင်းပါတယ်အခုအခါတရုတ်ကွန်မြူနစ်တွေကြောင့်ကွန်ပျူတာဝါဒကိုအရေးပေးပြောဆိုလိုက်နာခြင်းမရှိကြတော့ပဲအနှိမ့်ဆုံးအခြေကိုကြားရောက်နေပါတယ်အနာဂတ်နဲ့အပြတ်ဖြတ်မယ်ဆိုပြီးကွန်မြူနစ်တွေကကွန်ပျူတာရဲ့ဝါဒတွေကိုဥတည်ပြီးတိုက်ခိုက်တဲ့အတွက်သမိုင်းမှာကွန်ပျူတာလွှမ်းမိုးချိန်ကုန်လွန်ခဲ့ပြီလို့တောင်ပြောကြရပါပြီဒါပေမဲ့တခါကအကြာကြီးထွန်းကားခဲ့တဲ့ဝါဒဖြစ်လို့နောက်ရာစုနှစ်အတွင်းမှာကွန်ပျူတာဝါဒပြန်လဲရှင်သန်လာအောင်မယ်ဆိုရင်တော့မဆန်းဘူးလို့ပြောရပါမယ်